skin ဟာဖိုင်တေကိုထိနေကျွန်တော်တင်ပြမှာပြင်မှာအဲ့တော့ကျွန်တော်ရဲ့ Telegram channel မှာတင်လာပြီးတဲ့ဟိုဟာလား file လေးကိုစစ်တူတောင်းလို့ဆိုတာနှိပ်ပြလိုက်ပေါ့စစ်တူတောင်းလို့ဆိုတာနဲ့မနှိပ်တဲ့ browser ကျွန်တော်ပြပြီမှာစစ်တူတောင်းလို့နှိပ်ပြလိုက်နှိပ်ပြီးပြင်အပြင်တစ်ချက်ထွက်လိုက်ထပ်ပြီးဇာတ်ဟိုင်းပါတယ်ဝင်ပြလိုက်ပေါ့ပြင် download စာလေးနှိပ်ပြလိုက်ပြင် Telegram ဆိုတာရှာပြီးတစ်ချက်နှိပ်လိုက် Telegram ပြီးရင် Pro down လာတဲ့ဟာလေးကိုလိုက်ရှာလိုက်ပေါ့လိုက်ရှာတွေ့ရင်နှိပ်လိုက်နှိပ်ပြီးရင်ဒီဟာလေးကိုနှိပ်ပြီးလိုက်ပေါ့နှိပ်ပြီးပါလဲရပြီးအပေါ် file အပေါ်ရောက်အောင်ကျွန်တော်မနှိပ်ပြတော့ကျွန်တော်က file နှိပ်ပြီးလာဖြစ်တဲ့အတွက်ပြီးရင်ဒီမှာတွေ့လိုက်မယ်အဲ့ဒီ file ကိုနှိပ်လိုက်ချက်နှိပ်ပြီးရင်ဖိထားလိုက်ပေါ့တစ်ချက်ပြီးရင် copy ယူပြီးလိုက်ပြီးအပေါ်တစ်ချက်နှိပ်ပြီးမှ device store ဆိုတာရှိ device store နှိပ်ပြီးလိုက်ပြီးရင် Android ကိုနှိပ်ပြီးရင် data ပတ်ကြီးကိုလိုက်ရှာပတ်ကြီးကိုလိုက်ရှာပြီးပတ်ကြီးကိုတွင်နှိပ်လိုက်နှိပ်ပြီးရင်ဘရိုတို့ဒီမှာ file ထည့်တာပေါ့အဲ့ဒါဘရိုတို့မပေါ်ရင် Cisco နဲ့ permission တောင်းရင်ဖွင့်ပြလိုက်ပါတော့ဒါ Cisco permission တောင်းရင်ဖွင့်ပြလိုက်နှိပ်ပြီးရင်ခဏစောက်ပြလိုက်ဒါဆိုရပြီပေါ့ကျွန်တော်ဝင်ပြမယ်တော့ပတ်ကြည့်တယ်